ရေတွေပက်လို့ပြောကြမယ်အတားနှစ်သစ်ကိုကြိုးစိုးမယ်ပတ်တလာတန်စီကားစွာမင်္ဂလာရှိတဲ့အတားရဲ့အေးချမ်းပျော်ရွှင်ကြပါစေမင်္ဂလာရှိတဲ့အဲ့တော့ခုဖွင့်ပြသွားခဲ့တာတော့ AI ကဆိုထားတဲ့ကြံသချင်းပဲဖြစ်ပါတယ်ဒါလေးကိုဘယ်လိုမျိုးလုပ်ရတယ်လဲဘယ်လိုမျိုးတွေလုပ်လို့ရလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြရအောင်ဒါကတော့တချင်းတွေပါဖန်တီးနိုင်တဲ့ feature အသစ်တွေထွက်လာပါပြီအဲ့တော့ AI တွေကတစ်ခုပြီးတစ်ခု feature အသစ်တွေထွက်လာတဲ့အချိန်မှာ Gemini AI ကတချင်းကို Gemini ချက်ထဲမှာပဲပုံတွေထုတ်ခိုင်းလို့ထုတ်လို့ရပြီဆိုတာကတော့တော်တော်လေးကိုဒါစိတ်ဝင်စားစရာလည်းကောင်းတယ်တော်တော်လေးအသုံးတင်ပါဘောနော် content creator တွေအတွက်background music တွေလုပ်ချင်တာလားနောက်တခြားကိုယ့်ရဲ့နော် video တွေမှာ background music လုပ်ချင်တာလားနော်နောက်ပိုင်းကို music video တွေ AI နဲ့ပဲဖန်တီးတဲ့ music နော်ဘန်တွေကခက်စားလာအောင်မလားဒါတွေအရင်ကစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့အခုဒီမှာ Gemini ထဲမှာ music လုပ်တဲ့ဟာလေးကိုကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ Gemini ထဲကိုဝင်လိုက်ပေါ့နော် Gemini ထဲကိုဝင်လိုက်ပြီးတော့လို့ရှိရင်နော်ဒီ new chess မှာတွေ့လိမ့်မယ်ပေါ့နော်ဒီမှာလဲနော်ဖုန်းမှာတော့ခုလောတချို့မရသေးဘူးတချို့ application တွေတော့ရနေပြီပေါ့နော်ဒါတော့သူကစမ်းပြီးတော့လုပ်နေတာရက်ပိုင်းတွင်းမှာတော့သိမကြဘူးဖုန်းတွေမှာလဲလွယ်တကူရလာလိမ့်မယ်ပေါ့နော်အဲ့တော့ခုလောဆယ်တော့ဖုန်းမှာလုပ်မယ်ဆိုလို့ရှိရင်တော့ဖုန်းရဲ့ browser မှာသွားလုပ်လို့ရတယ်ပေါ့နော်ဒီကွန်ပျူတာမှာလုပ်တာနဲ့တူတူပါပဲအခုကကျွန်တော်ကွန်ပျူတာမှာလုပ်ပြပါမယ်ဖုန်းရဲ့ browser မှာစမ်းသုံးကြည့်လို့ရတယ်ကိုယ့်ရဲ့အရင်သုံးနေကြGemini app မှာလည်းဝင်ပြီးတော့လုပ်ကြည့်လိုက်လို့ဒီလို2ဆိုတဲ့နေရာလေးကိုထောက်ကြည့်လိုက်လို့ create music ဆိုတာပါလားဆိုတာလေးကြည့်လိုက်ပေါ့နော်တချို့ application တွေစရနေပါပြီအခုကတော့ကျွန်တော်ကွန်ပျူတာမှာ create music ဆိုတာလေးနှိပ်လိုက်အဲ့လိုနှိပ်လိုက်တယ်ဆိုတာနဲ့ဒီမှာသူက music sample လေးတွေပေါ်လာပါပြီmusic sample လေးတွေကိုနားထောင်ကြည့်လိုက်ပါဒီမှာဆို rap သချင်းပေါ့နော် I drop gems like a lyrical architect and seal word up got a mental Rolodex that only the realest နောက်တစ်ခါဒီမှာဆိုရင် pop sound ပေါ့နော် sube el calor dame la mano let's just lose all our control နော်ဒီမှာဆိုရင် R&B ပေါ့နော် You're the melody in my soul ဒါသူ့ရဲ့နမူနာလေးတွေပေါ့နော်နမူနာ music style လေးတွေနဲ့ဒီမှာနော်အများကြီးပဲရှိတယ်နော်ဒီမှာ cinematic ဆိုရင်ဒီမှာ cinematic ပေါ့နော်ဒါလေးကိုစမ်းလို့ဒီကြေပေါ့လဲပါပါတယ်နော်အဲ့တော့အဲ့တော့ဒီမှာကိုကသချင်းဖန်နေခြင်းတယ်ဆိုလို့ဒီမှာပဲအလွယ်တကူရေးပေးလိုက်အောင်ပါပဲနော်အဲ့တော့ဒါမြန်မာလိုလည်းအလွယ်တကူလေးရှင်းလင်းလေးရေးလိုက်လို့ရပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီမှာတော့ကျွန်တော်ကွန်ပျူတာမှာဆိုတော့မြန်မာလိုတိတ်မရိုက်နော်မြန်မာလိုမရိုက်ဘဲနဲ့ပေါ့နော်မြန်မာလိုရိုက်တာကွန်ပျူတာမှာတိတ်မကျွမ်းလို့ကျွန်တော်အင်္ဂလိပ်လိုပဲရိုက်လိုက်မယ်ပေါ့နော်အဲ့တော့စက္ကန့်30ဒီ music ရတယ် create တဲ့အဲ့လိုလေးရိုက်ရတဲ့နဲ့သူက hints လေးတွေပေးလာလိမ့်မယ်နော်နော်ဒီမှာဆိုရင်မြန်မာတချမ်းရှင်းလေးစမ်းကြည့်လိုက်မယ်နော်မြန်မာ water festival song နော်မြန်မာ water festival song ဆိုပြီးဒီမှာရေးလိုက်နော်ဒီမှာနော်ဒီမှာね with traditional တချမ်း teak wood and xylophone နဲ့နော်နော်ဒီဒါမျိုးလေးတွေတော့ suggestion လေးပေါ်လာတဲ့အချိန်မှာဒီမှာဒါလေးကိုထောက်လိုက်ပေါ့နော်ဒီမှာဆိုရင်ပတ်တလားနဲ့တချမ်းပဲလို့ဒီဒါလေးပြေးလိုက်မယ်နော်ဒီမှာ create ဆိုတာလေးကို submit ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ခဏလေးစောင့်လိုက်မယ်အဲ့တော့သူကလည်း free version တွေမှာလည်း free သမားတွေလည်းသုံးလို့ရတယ်ကျွန်တော်တို့ခုကတော့pro မှာသုံးထားတာ free လဲသူ့တိုင်းတာတစ်ခုကြီးသုံးလို့ရတယ်နေ့တစ်နေ့မှာ limit များလာပြီဆိုရင်တော့သူဆက်ပြီးမထုတ်ခိုင်းတော့ဘူးဆိုရင်တော့ limit ပြည့်သွားပြီဆိုပြီးတော့အချိန်ပြန်ဆောက်ခိုင်းပါလိမ့်မယ် pro ဆိုရင်တော့ဒါတော်တော်များပို့ပြီးထုတ်လိုက်ပါတော့တစ်ခုကိုစက္ကန့်30နဲ့စက္ကန့်30လေးဆက်ပြီးတော့ကိုလိုသလိုသုံးလို့ရနိုင်တယ်ဟောဒီမှာဆိုရင်မြန်မာလိုတောင်မှတော်တော်လေးကောင်းကောင်းထုတ်နိုင်လာနေတော့တွေ့ရတယ်မြန်မာလိုချင်းဆိုတာတွေတော့တော်တော်လေးလုံနိုင်လာပြီပေါ့နော်အဲ့တော့ဒီမှာသကြံသချင်းလေးတစ်ခုစပြီးတော့ဖန်တီးထားတယ်နော်အဲ့တော့ဒီမှာရိုးရတဲ့ကြံရဲ့ပျော်ရွှင်သာကောင်းတဲ့တန်စင်လေးနဲ့တူဖန်တီးပေးထားပါတယ်ခုပဲနားဆင်နိုင်ပါပြီနော်ဖန်တီးရနားထောင်ပြီး preview ကြည့်ပြီးသွားရင်ကိုဖုန်းလေးကို download လုပ်ပြီးသိမ်းလို့ရပါတယ်ဒီမှာနားထောင်ကြည့်လိုက်ပါနော်အဲ့တော့ခဏလေးတော့စောင့်ရတယ်ပေါ့နော်သူအချိန်ခဏလေးစောင့်ရတယ်နော်သူထဲကိုစာသားတွေထည့်ရုံနဲ့မဟုတ်ဘူးပေါ့နော်ဒီ Gemini AI ကနော် Lyria ဆိုတဲ့သူ့ရဲ့ model ကိုသုံးထားတာပေါ့နော်နော်စာသားတွေမဟုတ်ဘူးဓာတ်ပုံလေးထည့်ပြီးတော့လေဒီပုံနဲ့လိုက်တဲ့နော်
တချင်းကိုဖန်တီးပေးပါဆိုပြီးလည်းခိုင်းလို့ရတယ်ပေါ့နော်ဒီမှာဆိုပြီးတယ်သူကသူနန်နိုဘနာနာထွက်လာတဲ့ပုံလေးနဲ့သူကဒီစာသားနဲ့ကိုင်းနေတဲ့ပုံလေးနဲ့ပါသူကကာဗာပုံလေးပါလုပ်ပေးထားတယ်ဒီမှာနားတော့ကြည့်လိုက်မယ်စက္ကန့်30ရတယ်ပေါ့နော် ရေတွေပက်လို့ပြောကြမယ်အတားနှစ်တစ်ကိုကြိုးစိုးမယ်ပတ်တလာတန်စီကားစွာ တော်တော်လေးကိုအဆင်ပြေပြီးကောင်းတာတွေ့ရတယ်ပြီးရင်ဒီဟာလေးကို download ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒါကိုယ့်ရဲ့ computer လေးကိုနော်ဒီမှာ video audio with cover အဲ့ဆိုလို့ရှိရင်ဒီလိုမျိုး cover အပုံလေးနဲ့ပါတစ်ခါလေး download ရတယ်ဒါဆိုရင်တော့ video လေးနဲ့ထွက်လာမယ် audio only ဆိုလို့ရှိရင်တော့ mp3 file လေးပဲ download လုပ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါဒီမှာ audio video with cover အဲ့ဆိုတာလေးကိုပေးလိုက်မယ်ဒါဆိုရင်စပြီးတော့သူ down နေပြီပေါ့နော် down ပြီးရလာချင်းကျရင် computer ထဲမှာဖွင့်လို့ရတယ်ပေါ့နော်နောက်ထပ်ရှင်းလေးတစ်ပုဒ်ထပ်ပြီးတော့နော်ဖန်တီးကြည့်ပြီပေါ့နော် createမြန်မာလက်ဆောင် like thereမြန်မာလက်ဆောင်ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်နော် create မြန်မာလက်ဆောင်ဆိုပြီးတော့ပဲပေးလိုက်မယ်ဒီမှာဆိုရင်ပြီးရင်ဖန်တီးလိုက်မယ်ပေါ့နော်မြန်မာအချက်ချင်းလေးဖန်တီးခိုင်းကြည့်လိုက်ပေါ့နော်ခဏလေးစောင့်လိုက်ပါloading library ဆိုတဲ့ music ကိုသူ model ကိုသုံးထားတာပေါ့နော်ဒီမှာဆိုရင်မြန်မာဆန်ဆန်အချက်ချင်းလေးတစ်ပုဒ်ဖန်တီးပေးထားပါတယ်အခုပဲနားဆင်ခံစားနေရသူခဏလေးစောင့်လိုက်ပါပြီးရင်ပုံလေးပါပေါ်လာလို့ရှိရင်ဒီမှာစက္ကန့်30ဆိုတာလေးပြလို့ရှိရင်ဒါရှင်းလေးစ Like thing in water your love overflows ရှင်းလေးနားထောင်လိုက်မယ် washing over me everywhere I go my heart's a drum beating just for you ဒီမှာချက်ချင်းလေးရပြီဒီမှာ download လုပ်လိုက်မယ်ဒီမှာ audio only track ဆိုတာလေးဒီကအတန်ဖိုင်ကြည့်ပဲ download လုပ်လိုက်ကဲအဲ့တော့ကျွန်တော်ခုကတော့စာစုပ်ဒီမှာဆိုရင်တကြံချင်းလေးတစ်ပုဒ်နဲ့ညီမချက်ချင်းလေးတစ်ပုဒ်ကို Gemini ကိုသုံးပြီးတော့ဖန်တီးပြထားပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့နောက်ခု Gemini မှာအခုပဲစမ်းကြည့်လိုက်ပါစမ်းကြည့်ပြီးတော့ဘယ်လိုနေလဲအဲ့ဒါကိုကသူဖန်တီးကြည့်လို့အဆင်ပြေလားအဲ့ပြီးတော့ဒီ Gemini ငါထုတ်တဲ့ music တွေကိုဘယ်လိုနေရာမှာသုံးရင်အဆင်ပြေနိုင်မလဲဒါမျိုးလေးတွေကို comment မှာအားလုံးကိုချင်းချင်း sharing လုပ်နေနဲ့မျှဝေပေးကြပါဦးကျွန်တော်လေ့လာကြည့်သလောက်တော့ဒီကထွက်တဲ့ music တွေကိုလည်းဒီ YouTube ဗီဒီယိုတွေမှာလည်းသုံးလို့ရတယ်ပေါ့နော်နော်ဒီသူရဲ့ fair use to commercial use to ကိုတေချာလေးလိုက်နာပြီးတော့သုံးမယ်ဆိုရင် monetization လေးရနိုင်တယ်ပေါ့နော်အဲ့လိုလေးတွေ့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက် channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦး